ပြည်ပရိသတ်များလုံးမင်္ဂလာပါရှင်ယူကအခုရောက်နေတာကတော့ရောင်စုံမျက်နှာဖုံးများ series တွေရဲ့ Premier Show ကျင်းပနေတဲ့ Junction City ကိုရောက်နေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ Premier Show လေးမှာဘယ်အနုပညာရှင်တွေကိုတွေ့သွားမလဲဆိုတာကိုရောနဲ့တူတူလိုက်ကြည့်ပေးပါအောင်နော်ဒီဇလန်ကရုပ်ရှင်လောကတစ်ခုထဲမှာဖြစ်နေတဲ့ base of truth တွေမဟုတ်ဘူးဆိုတာဆိုတဲ့ခါကျတော့မြတ်သူပြောချင်တာဒါလေးကပေးသက်စိတ်ဝင်စားအောင်နဲ့လူမှုပတ်ဝန်းကျင်တိုင်းမှာဖြစ်လေဖြစ်တာရှိနိုင်တယ်ဖြစ်နေတဲ့အရာမျိုးတွေရှိကောင်းရှိနိုင်တဲ့စင်တူရိုးမားတွေရှိနိုင်တဲ့ဇလန်ကိုbase ကတော့ရုပ်ရှင်လောကဆိုတဲ့အရာလေးကိုခံလိုက်တာပေါ့နော်အခြေပြုလိုက်တာပေါ့အဲ့တော့တခြားလောကသွားပြီးတခြားလောကစိတ်ဆိုးမှာပေါ့လုံးဝယုံကြည်ပါတယ်ကျွန်တော်တို့နောက်ပဲကြားတဲ့အချိန်မှာဒီဇလန်တွေကို quality ကောင်းကောင်းလေးနဲ့တရုပ်ဆောင်ကောင်းကောင်းလေးနဲ့ဇလန်ကောင်းကောင်းလေးနဲ့ကိုကောင်းကောင်းလေးချပြထားပါတယ်လို့ဒီပေးချင်ပါတယ်ဘယ်လိုဖြစ်လို့လဲ။ဒါကမျိုးတွေကျွန်တော်လုံးဝပြောပါဇန်နဝါရီလ22ရက်နေ့မှာစတင်ပြီးကြည့်ရှုမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ show အကိုဒေါ်လာလုပ်ထားဖို့လေဒီတရားလေးကိုပြောပြချင်ပါလေ ကိုမင်္ဂလာပါ ဟုတ်မင်္ဂလာပါဗျာ အရင်ဆုံးခွင့်နာမည်လေးမိတ်ဆက်ပေးပါဦး ဟုတ်ကျွန်တော်ဝေးရန်စင်ပါဗျာဟုတ် ကဲပါဒီနေ့ series ဇလန်တွဲလေးမှာပေါ့နော်ညီမသိချင်တာကဒီဇလန်ရဲ့story လေးอ่ะပေါ့နော်အခုအနေနဲ့ဘယ်လို idea ရပြီးတော့ဇလန်ကိုစရိုက်ဖြစ်တာလဲ story လေးကစာရက်ရှိပြီးသားလားအဲ့ဒါလေးပြောပြပါဦးနော်ဟုတ်ကျွန်တော်အရင်ဒီကားမတိုင်ခင်တော့ဒီကောင်နဲ့အလားတူလေးရင်းနေကြွေဆိုတာမျိုးရိုက်ခဲ့ဘူးပဲပေါ့နော်ရိုက်ခဲ့ဘူးပဲသူကတော့ overall ပေါ့လေဒီကျွန်တော်တို့လူမြန်လောကအကြောင်းတစ်ခုလည်းမဟုတ်ဘူးတခြားဒီဆက်ဓာတ်တွေလည်းပါတာပေါ့အဲ့လိုမျိုးရိုက်ခဲ့ဘူးတော့ကျွန်တော်ဆရာဘူးသူရနဲ့စကားပြောဖြစ်တော့အဲ့လိုကားမျိုးလေးကိုမှဒီမျိုးသမီး site back ကပေါ့နော်မျိုးသမီး site back ကခုနကဆက်ဆိုပြီးတော့အဲ့လိုမျိုးဒီ shooting နောက်ကွယ်ကအမျိုးသမီးတွေရဲ့အကြောင်းလေးကိုတည်ပြီးဇလန်လေးရေးကြည့်ပါလားဆိုတော့ဆရာကအကြံပေးတာပေါ့ကြံပေးရတယ်အဲ့ဒါကျွန်တော်အဲ့ဇလန်လေးကိုရေးပြတာပေါ့နော်ရေးပြရင်းနဲ့ဒီကြောင်လုံးမျက်နှာဖုံးများဖြစ်လာတာပေါ့ဟုတ်ကျွန်တော်ကတော့အစုံပဲပေါ့နော်ကျွန်တော်ရှေ့မှာတော့ဆိုလည်းဒီလို drama တွေလည်းရိုက်ခဲ့ဘူးပဲ romance လည်းရိုက်ခဲ့ပြီးတော့ရှေ့ရတကားဆိုလည်း trailer ပေါ့နော် trailer ဒီကောင်ဆိုရင်လည်းဒါကျွန်တော်တို့ဟိုပါပေါ့ story နဲ့ဒီဟိုပါပေါ့ drama ဘက်ကိုတွားတာပေါ့တယော်တဲ့ drama လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာလေးတွားရတယ်နောက်ပိုင်း comedy ကားထွက်ဖို့ရှိတယ်ဒီကားပြီးနောက်လာရဲရရင်အခုကိုသိန်းနဲ့ချစ်ကြွေးဆိုတဲ့ကားထွက်ဖို့ရှိတယ်ပြီးတော့ဇလန်တွဲဇလန်တွဲကတော့ mini series ပေါ့ mini series ပဲအဲ့ဒါထွက်ဖို့ရှိတယ်ပြီးသွားရင်ကျွန်တော်ဒီနှစ်လယ်မှာကျွန်တော်ဟိုတော်တော်စူးစမ်းနေရကြာပြီဖြစ်တဲ့အဲ့လို passion project လေးတစ်ခုရှိတယ်အဲ့ကောင်လေးကတော့ကျွန်တော်ဟိုပါပေါ့ရုပ်ရှင်ကားကြီးဖြစ်မဖြစ်ရင်ကျွန်တော်ဟိုပါပေါ့international film festival တခုခုကိုသွားပြမလားမသိဘူးပေါ့နော်အဲ့လိုမျိုးပုံစံနဲ့လုပ်ထားတယ်အဲ့ကောင်ကတော့ကျွန်တော်လုပ်ချင်တာကြီးအကုန်လုံးမဲ့ project ပေါ့နော်ဟုတ်စစ်တင်ပါတယ်ဒီဇလန်တွဲလေးအောင်မြင်ပါစေလို့ဆုတောင်းပေးပါရနော်အများကြီးတင်ပါတယ်ခင်ဗျာကျွန်တော် show live ကနေ23ရက်နေ့ကျရင်ကျွန်တော်တက်တာမှာဖြစ်တဲ့အတွက်အားလုံးကြည့်ရှုပေးပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်မင်္ဂလာပါရှင်နာမည်လေးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ရမင်းမေဦးပါကဲပါဒီနေ့ဇလန်တွဲကပေါ့နော် Premier Show မိတ်ဆက်ပွဲလေးဆိုတော့ဒီနေ့ဇလန်တွဲမှာအမပါဝင်ထားတဲ့သရုပ်ဆောင်သရုပ်ဆောင်ထားတဲ့ပေါ့နော် character နာမည်လေးနဲ့ character အကြောင်းလေးကိုမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါယမင်းဒီရောင်စုံမျက်နှာဖုံးများဆိုတဲ့ဇလန်တွဲမှာမျက်နိုင်ဆိုတဲ့ character လေးနေရာနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်သူ character လေးကတော့သူအဲ့လိုအချစ်ကိုလေးလေးနဲ့ယုံကြည်ရဲ့ကောင်မလေးမျိုးနဲ့ innocent type ပုံစံလေးပေါ့နော်သူအိမ်အောင်ကြွားတဲ့ခါသူ့ယောက်ျား
အဲ့လိုမထင်တဲ့ twist လေးတွေဖြစ်လာတဲ့အခါသူ့အိမ်အောင်ရေးနည်းနည်းအဲ့လိုပြောင်းလဲဖြစ်သွားတာလေးပေါ့ဟုတ် ကဲ့ပါ ဒါကတော့ industry တိုင်းမှာလို့တော့ထင်တယ်ပေါ့နော်ယမင်းတို့ industry ကနည်းနည်းတော့မှန်တိုင်းပွပွလင်းလင်း honestly ပြောရရင်တော့အဲ့လို ပြောလိုက်ပါ ကောလာဟာလာအရင်များတယ်အဲ့လိုအရင်စကားနည်းနည်းရှုပ်တာလေးများတယ်ပေါ့နော်ဒါပေမဲ့ဒါကလည်း industry တိုင်းမှာဖြစ်နိုင်တယ်ပေါ့နော်ယမင်းရဲ့စိတ်မှာကတိကအောက်ဖြစ်တာတော့ယမင်းအဲ့တစ်ချက်လေးတော့နည်းနည်းဟိုမကြိုက်ဘူးပေါ့နော်ယမင်း mindset နဲ့လည်းနည်းနည်းအဲ့လိုဟိုကွဲပြားတဲ့အကြောင်းအရာလေးပေါ့မီဒီယာကြောင့်လည်းပါတယ်ဘာလို့လဲဆိုတော့မီဒီယာတွေလည်းအရင်များလာတယ်တစ်နေ့ထက်တစ်နေ့အဲ့လိုဟိုဟာမိုက်တွေလည်းအရင်တိုးလာတယ်ကင်မရာတွေလည်းအရင်များလာတယ်အဲ့ဒါကြောင့်လည်းပါမယ်လို့တော့ယမင်းကတော့ထင်ပါတယ် series ကတော့ဒီ January 23မှာယမင်းတို့ဒီ show live application ကနေပြသတော့မှာဖြစ်ပါတယ်ပရိသတ်တွေကိုယမင်းတို့ရဲ့ဇလန်တွဲလေးကိုကြည့်ရှုအားပေးကြဖို့ယမင်းဖိတ်ခေါ်ချင်ပါတယ်ကြည့်ရှုပြီးသွားလို့ရှိရင်လည်းအာမနာတဲ့ feedback လေးပေးပါလို့ယမင်းပြောချင်ပါတယ်ရှင် ကဲ့ပါကျေးဇူးတင်ပါတယ် Thank you ပါ ကဲ့ပါဟုတ်ကဲ့မင်္ဂလာပါရှင် မင်္ဂလာပါ ဒီနေ့ဆက်လန်တွဲလေးမှာအမိုက် character လေးညီမမြင်လိုက်ရပါတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒီ character လေးပတ်သက်ပြီးတော့အမကျင်တဲ့ eye ရှိလားအမလွတ်ချင်တဲ့အပြက်ကလေးပေါ်လာလို့မှထင်လားပြပြပေး ဟုတ်ဒီကဟိုဇလန်ဖတ်တရားပေါ့နော်အရန်ရိုက်ချင်တဲ့ဟို character ပုံစံပေါ့နော် academy မင်းသမီးတွေကပြီးတော့ကိုလှုပ်ချင်တဲ့ character ပုံစံလည်းဖြစ်တဲ့ခါကျတော့ဟိုအများကြီးလဲစူးစမ်းထားပါတယ်ဟုတ်ဟုတ် နောက်ပိုင်းမှာပေါ့နော်အမအနေနဲ့ဘယ်လိုမျိုးဇလန်ဘယ်လို character မျိုးလေးတရုပ်ဆောင်ချင်လဲထူးထူးခြားခြားပေါ့နော်ဒီဇလန်တွဲလေးတွေမှာဟိုမြင်ရလိမ့်မရှိရဟာမျိုးလေးပြည့်သက်ကိုဘယ်လိုချပြချင်တဲ့ character မျိုးလေးရှိလဲ ဟုတ်character ကတော့အစုံရိုက်ကြည့်ချင်တယ်ဒါပေမဲ့ပြီးတော့ညီမရဲ့ဟိုအရက်နဲ့လည်း light မဲ့ character တရုပ်ကော အရက်ကရှင်တဲ့ခါကျတော့အဲ့ကရှင်တဲ့ကိုနဲ့ light ဖတ်မဲ့ character ကိုပဲပို့ပြီးတော့ရိုက်ချင်တယ်မ light ဖတ်တဲ့ဟာကိုအတင်းဇွတ်တော့မရိုက်ချင်ဘူးပေါ့နော်ညီမလည်းရောက်ဇလန်ဟိုကြီးများတယ်ဒီကားဆိုလို့ရှိရင်ကိုနဲ့live ဖတ်မယ်လို့ထင်လို့ရွေးချယ်ခဲ့ရပါတော့ဟုတ် January 23မှာပြပါမယ် show live application မှာပါထွက်လာလို့ရှိရင်အားပေးပါဒီမှာလည်းအကောင်းဆုံးစူးစမ်းထားပါတယ်ပရိသတ်တွေလည်းဝေဖန်ပေးပါလို့ပြောချင်ပါတယ်ဟုတ် မမင်္ဂလာပါရှင် မင်္ဂလာပါညီမလေးအမရဲ့နာမည်အရင်ကတော့မေသူဖေပေါ့နော်အမရဲ့ဒီအမှုပညာနာမည်ကတော့ Treasure ပါဟုတ်အမတို့ဒီရောင်စုံမြင်တဲ့ဖုံးမြဇလန်တွဲကအမတို့ show like premier original series ပေါ့နော်ဒီဇလန်တွဲကို director ဝေယန်စင်ကဇလန် director အနေနဲ့ပုံဖော်ရိုက်ကူးထားပြီးတော့ဇညိုးကတော့ချစ်စုခင်ပေါ့နော်အမတို့ဒီဇလန်တွဲကို show like application မှာ January လ23ရက်နေ့မှာထုတ်လင်းပြသပေးသွားမှာပါဟုတ် ကဲ့ပါအမပေါ့နော်အခုဒါ producer အနေနဲ့တာဝန်ယူထားတယ်ဒီဇလန်တွဲထဲမှာ director လည်းပေါ့နော်အမရဲ့မောင်လေးဖြစ်တယ်ဆိုတော့ပေါ့နော်ဒီလိုမျိုး management ဘိုင်းမှာအမတို့စီစဉ်ရတဲ့အခါမှာဒီလိုအလုပ်လုပ်ရတဲ့အခါမှာပေါ့နော်ဒီလိုမျိုးအခြေအနေမျိုးလေးတွေရှိခဲ့လဲပုံမှန်ဒီဇိုင်းနဲ့လုပ်ရတာပို့ပြီးတော့အကောင်းခဲ့လားပေါ့နော်ပို့ပြီးတော့စီစဉ်ချုံးမွေးခဲ့လားပြပြပေး ဟုတ်ဟိုအမပေါ့နော်ဒါပထမဦးဆုံးအချိန်အမမောင်နေပေါ့နော်ဒါလက်တွဲပြီးတော့လှုပ်ဖြစ်တာပေါ့နော်အမအရင်တော့ဇလန်တွေအများကြီးရိုက်ခဲ့တယ်ဒါပေမဲ့ဟိုတခါမှသူနဲ့မစုံပြစ်ခဲ့ဘူး तू ကလည်းသူ့ဘာသာသူတက်တက်ရိုက်တယ်ကိုကလည်းကိုကတာကိုတက်တက်ရိုက်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီတစ်ခေါက်မှာတော့အမတို့ကဇလန်တွဲကိုအတူတကွဖန်တီးတယ်ဟိုမောင်နှမအရင်နေဖြစ်နေရောပေါ့နော်တချို့ကိစ္စရေးဆိုလဲအမတို့ကဟိုအာမနာဘူးပေါ့နော်ဒါပေမဲ့အမတခုရှိတယ်မောင်နှမပဲဖြစ်ဖြစ်ဒဇိမ့်ပဲဖြစ်ဖြစ်အလုပ်လုပ်လို့ရှိရင်တော့ဟိုအရင်အာမနာတဘူးเนาะအလုံးနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ဘက်ကနေပြီးတော့ဖြစ်ချင်တာကိုလည်းအဲ့လိုတေချာအမပြောရဲပေါ့เนาะအဲ့တော့သူတို့ဘက်နဲ့ဖြစ်ချင်တာအဓိကတော့အမတို့ကဟို creative နဲ့ management ပေါ့เนาะအဲ့တော့ creative လည်းကောင်းရမယ် management လည်းကောင်းရမယ်ဆိုတော့ creative နဲ့ management ကိုအမတို့ကတေချာပူးပေါင်းပြီးတော့လှုပ်ဆောင်ရတာပေါ့เนาะအဓိကတော့ team work ပါပဲညီမလေးဟုတ်ကဲ့ဟုတ်အမနောက်ပိုင်းမှာလည်းပေါ့เนาะဒီရုပ်ရှင်ရိုက်ဖို့လည်းရှိပါတယ်ရုပ်ရှင်ကိုလည်းအမကပေါ့เนาะဒီ local ပေါ့เนาะအမတို့ရဲ့ local industry တခုတည်းမဟုတ်ဘဲနဲ့ပေါ့เนาะဒီ international ကိုသွားဖို့လည်းစီစဉ်ထားပါတယ်ပေါ့เนาะဘာလို့လဲဆိုတော့အမကဒီ Busan Asian Film School ပေါ့เนาะ Busan မှာအမကဒီ film producing နဲ့ပတ်သက်ပြီးတော့အမအကြောင်းပြီးခဲ့တာပေါ့เนาะအကြောင်းပြီးခဲ့ရဆိုတော့အမတို့အဲ့မှာ project တွေလည်းရှိနေတော့အမရဲ့အဲ့ project ကိုလည်းအမကဆက်ပြီးတော့ပေါ့เนาะဆက်လုပ်သွားဖို့ရှိတယ်အဲ့ဒါကလည်း international co-production အနေနဲ့သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ plan တွေတော့အမစီမှာရှိပါတယ်ဟုတ်ဟုတ် ဟုတ်ကဲ့ပါဒါနိုင်ငံတကာထိပေါက်ဖို့ပေါ့နော်အခြေအနေလေးတွေပေးလာတော့ အခြေအနေပေးလာခဲ့လို့ရှိရင်တော့အမကကိုယ့်ရဲ့ local ဒီ industry ဒါမကပေါ့နော်ဒီ international ကဒီကိုယ့်နိုင်ငံရုပ်ရှင်တွေကိုပေါ့နော်အမတို့ကဟိုသွားဖို့အတွက်အမတို့မှာရည်ရွယ်ချက်ရှိပါတယ်ဟုတ်ကဲ့ဟုတ်နိုင်ငံတကာမှာဆိုအခုဆိုရင် Netflix တွေပါရရှိနေပြီပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်ရောဒီလိုမျိုးနိုင်ငံခြားဒီထုတ်လုပ်ရေးကုမ္ပဏီကနေလာပြီးတော့လိုမျိုးဖြန့်ဝေတဲ့ပုံစံမျိုးတွေပေါ့ပို့ပြီးတော့လုပ်နိုင်ဖို့အတွက်ဆိုရင်
ဒီကလူတွေကဘာတွေပို့ပြီးလိုအပ်တယ်လို့မှထင်တယ် producer တယောက်အနေနဲ့ပြောပြပါ အမားတို့ပေါ့နော်အဓိကကတော့ဒီ free ကနေပြီးတော့နောက်ဆုံး post တီကိုအမားတို့ပေါ့နော်အဓိကတော့အချိန်လည်းလိုအပ်တယ်နောက်ပြီးလို့ရှိရင်ဒီ team work လည်းလိုအပ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့အမားတို့ကဒီအချိန်ကိုလည်းတေချာပေါ့နော် pre စလုပ်တဲ့အချိန်မှာလည်းအချိန်ယူပြီးတော့ quality အတွက်တေချာကြိုတင်ပြီးတော့စီစဉ်ရမယ်ပေါ့ pre production မှာစပြီးတော့နောက် production လုပ်တဲ့ခါမှာလည်းအမားတို့ကတေးသေးချာစနစ်တကျနဲ့ပေါ့နော်ဟို production ကိုလည်း quality ကောင်းအောင်လုပ်နိုင်ရမယ်ပေါ့အမားတို့စီမှာ equipment တွေဘာတွေကနိုင်ငံတကာနဲ့ဒန်းတူပေါ့နော်အမားတို့ဟိုသွားလာနိုင်နေပြီပေါ့နော်ပြီးတော့ဒီခုနပြောတဲ့ဒီပေါ့နော် technical ဘိုင်းတွေကိုအမတို့ထပ်ပြီးတော့အားဖြည့်မယ်ပေါ့နော်ဆိုရင်နောက်ဒီပေါ့နော်ဒီလူနဲ့ပတ်သက်တဲ့ quality ဘိုင်းတွေအဲ့ဒါတွေထပ်ပြီးတော့အားဖြည့်မယ်ဆိုရင်အမတို့တေချာလေးစူးစမ်းပြီးတော့လုပ်မယ်ဆိုရင်အမတို့ international ကိုလည်းသွားနိုင်မှာပါမကြခင်မှာလည်းအမတို့ဒီ international ကိုသွားမယ် project တွေကလည်းထွက်လာမှာပါပေါ့နော်ဟုတ်ဟိုကြည့်ရှုနေကြတဲ့ပရိသတ်များကိုဒီ show light application ပေါ့နော် download လုပ်ပြီးတော့ဒီ show light application မှာ January လ23ရက်နေ့မှာပြသမယ်ရောင်းစုံမျက်နှာဖုံးများဆိုတဲ့ဇာတ်လမ်းတွေကိုအားပေးကြပါပြီးလို့ရှိရင်ဝေဖန်ပြီးတော့အကြံပြုပေးကြပါလို့ပြောကြလိုပါတယ်ရှင်ဟုတ်ကဲ့ပါကဲအခုဆိုရင်တော့ရောင်စုံမျက်နှာဖုံးများဇလန်တွဲရဲ့ Premier Show ကိုတက်ရောက်ပြီးတော့အနုပညာရှင်တွေအများကြီးနဲ့လည်းတွေ့ခဲ့ပြီးသွားပြီဒီ Premier Show မှာရွက်ကဇလန်ရဲ့အရှိပိုင်းလေးကိုကြည့်လိုက်တာဆိုတော့အရွက်သဘောကျတဲ့ဇလန်ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်ဒီဇလန်တွဲလေးကဇန်နဝါရီ23ရက်နေ့မှာစပြီးတော့ Show Like Application မှာစပြသမှာဖြစ်ပါတယ်ပရိသတ်တွေတော့မသိဘူးရွက်ကတော့ဇလန်လေးကိုကြည့်ပြီးနည်းနည်းလေးသဘောကျသွားပြီဆိုစောင့်ကြည့်အောင်မယ်အားလုံးမတတာ